ဟုတ်ကဲ့ပါနေမျိုးက train center တွေပဲကျေးဇူးပါတယ်ဒီကနေ့ကတော့ခုစော1တက်ကျွန်တော်ကာဝါရှိလေးလုပ်တဲ့ကာဝါရှိတစ်ခုပေါ့နော်မိမိ channel တက်ကာဝါရှိတစ်ခုအလွယ်ကူဆုံးနဲ့အမြန်ဆုံးလုပ်တဲ့ဒီလားလေးဖြစ်ပါတယ်နော်ဒါ auto power ကကာဝါရှိလေးကျွန်တော်တောင်းယူပြီးတော့တင်ဆက်တဲ့ဒီလေးကိုကျွန်တော် share လုပ်ပြီးတော့ဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်လွယ်ပါတယ်နော်အဲ့တော့ဒီထက်ကိုတော့ကျွန်တော်ဒီမှာ insert တွေကိုကျွန်တော်သွားလိုက်မယ်နော် insert တွေနဲ့တော့ကျွန်တော်ဒီမှာ base cover ရှိပါတယ်နော် base cover လေးကျွန်တော်နှိပ်လိုက်လို့ရှိရင် base cover နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာ base cover design လေးရှိတယ်နော်အဲ့တော့ဒီချင်းကြိုက်တဲ့ cover design ကိုကျွန်တော်ယူလို့ရပါတယ်ဟုတ်ပြီနော်ကျွန်တော်ဒီမှာဆိုအများကြီးဖြစ်နော်တကယ်လို့ဒီမှာနေနေရဆိုရင် internet လေးဖွင့်ပြီးတော့ internet ကနေကျွန်တော်ကြိုက်လို့ထောင်းရပါတော့နော် page cover design လေးမှာ design တွေအများကြီးပဲထောင်းလာပါလိမ့်မယ်နော်အဲဒီ page cover design လေးတွေမှာကျွန်တော်နှစ်သက်တဲ့ဒီဟာလေးကျွန်တော်အယူတန်းလေးကျွန်တော်ယူလိုက်ပါနော်ဒါဆိုရင် page cover design လေးခေါ်ရပါနော်ဒါလေးကျွန်တော်မကြိုက်ဘူးနောက်ကပြင်ပြရအောင်နော် page cover design ဒီကောင်လေးယူလိုက်မယ်ဒါဆိုရင်ကျွန်တော် page cover design လေး auto ထွက်ပြီးသားဖြစ်ပါတယ်နော်သူ့အောက်မှာကျွန်တော်စာရိုက်မှာဒီမှာဖြစ်တယ်စာရိုက်ဟုတ်နော်ဒီမှာကျွန်တော်ပြင်ရချင်းထည့်လိုက်ဒါဒီတူဒီ cover page အနေနဲ့ auto တက်ပြီးတော့ဖြစ်ပါနော်ဒါကကျွန်တော် page cover ယူပြီးနောက်ကတော့ကျွန်တော် page cover ဒီတိုင်းမဟုတ်ဘူးကျွန်တော်ကိုယ့်ကို design လေးလုပ်ချင်တယ်ဒါဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တစ်ခုလုံးလာလုပ်ပြအောင်မယ် control ကျွန်တော်ဒီလေးရတယ်ကျွန်တော်တောင်းလုပ်ပြအောင်ဘာလဲဆိုတော့ view တာမှာ cover sheet လေးနော် cover sheet တစ်ခု cover sheet တစ်စုံလေးဖြစ်တဲ့တော့တစ်ထည့်ပေါင်းလေးကျွန်တော်ခတ်ပြအောင်နော်ပေါင်းလေးထွက်မှာဖြစ်တဲ့ shape 2လေးကိုကျွန်တော်တွားလိုက်မယ်ဒီမှာပေါင်းလေးတစ်ခုကျွန်တော်ယူရအောင်ကွန်ပျူတာနဲ့ကျွန်တော်ပေါ်ယူပါတယ်ပြီးရင်ကျွန်တော်တို့က shape filling နဲ့ကျွန်တော် no filling လုပ်တယ်ဘာလို့လဲကျွန်တော်ပေါင်းမေးလုပ်ချင်တာဖြစ်တယ်နော်အဲဒီမှာ shape outline နဲ့မှာဘာလို့လုပ်လဲ shape outline တွေကကျွန်တော်ဒီပေါင်းကိုအနက်ရောင်လေးပေးလိုက်မယ်နောက်တစ်ခုပေါင်းကိုနှစ်လိုက်မြင်းလေးနှစ်လိုက်ထားချင်တာဖြစ်တဲ့အတွက်design နဲ့မှာကျွန်တော်တွားလိုက် sorry widget ကျွန်တော်တွားလိုက်မယ်တွားလို့ရှိရင်ကျွန်တော်မြင်းကိုအထူအားယူလိုက်မယ်ဒါဆိုကျွန်တော်မြင်းကိုဒီဘေးမြင်းလေးကိုကျွန်တော်အထူအားလေးယူလိုက်တယ်ဟုတ်နော်ပြီးတော့ကျွန်တော် model line မှာကျွန်တော်နောက်တစ်ပါ line တွေအများကြီးရှိပါတယ်နော်အဲတော့2 line ရော3 line ရောဆိုကျွန်တော်3 line ပေးလိုက်ပြီ okay ဆိုကျွန်တော်အားလုံးပြရတယ်ပေါင်းလေးအဲတော့ကျွန်တော်မြင်း line လေးနဲ့ပေါင်းလေးနဲ့ကျွန်တော်ခတ်ပြီးတော့နော်နောက်တစ်ခုအခုလိုချင်တဲ့ logo လေးတစ်ခုထည့်ချင်တယ်ခုနကလည်းကျွန်တော် insert ပဲတွားလိုက်မယ်ကျွန်တော်ပြချတယ်ပြချရဲမှာကျွန်တော် logo design လေးကျွန်တော်ထည့်လိုက်မယ်ဘာကြောင့်လဲကျွန်တော်ညီမလာပဲကျွန်တော်ထည့်လိုက်ပါနော်အကျုံးကျလို့ရအောင်နော်အဲ့တော့ဒီမှာဒီရမှာတစ်ခုကြီးဒီကောင်ပုံကိုကျွန်တော်ဒီလိုဘယ်ဒီမှာရွှေ့နေချင်တယ်တူပြီးဒီရမှာခါအသေးလေးထားတဲ့ဟာမျိုးကြကျွန်တော်အဆင်မပြေဘူးအဲ့တော့သူ့ကိုကျွန်တော်ကအရင်လိုပဲကျွန်တော်မျိုးမျိုးပေါ်တဲ့ဟာလေးနဲ့ကျွန်တော်တို့သွားပြီးတော့ behind test ကိုကျွန်တော်ပြလိုက်ပါမယ်နော် behind test နော် behind test ပေးလိုက်ပြီးတော့အဲ့ကနေလည်းတောင်းလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒါ office တစ်ခုနဲ့တစ်ခုတည်းမတူဘူးပေါ့နော်တချို့ office တွေဆိုရင်ကျွန်တော် office 2010လို့ပါလို့ကျွန်တော်ချင်းကျွန်တော်က behind တက်မှုကမြင်းပုံစံလေးပြောတယ်ဒီလိုနော် what test ပေါ့နော်အဲ့တော့မြင်းရုပ်လေးပေါ့အဲ့မြင်းရုပ်လေးဆိုတူတူပါပဲနော်ဒီမှာအခုအကွေးလေးနဲ့မြင်းရုပ်လေးကွာနေတာလေးတစ်ခုပါနော်အဲ့တော့ကျွန်တော်ဒီဟာလေးကွာသွားတယ်အဲ့ဒါမြင်းရုပ်လေးကိုကျွန်တော် behind us ကိုကျွန်တော်ပြလိုက်မယ်ဒါဆိုကျွန်တော်ဗါလဲကြိုက်တဲ့နေရာကျွန်တော်ရှုပ်ပြီးစာသား outfit လေးကျွန်တော်တော့ထည့်လိုက်ရတယ် okay ဟုတ်နော်အဲ့တော့ဒီပေါ်ခေါင်းလေးအကွေးလေးပေါ့နော်အားလုံးလည်းမြင်မှုရအောင်အကွေးလေးကျွန်တော်တက်တာဟုတ်ပြီအဲ့အကွေးတက်တာလေးနဲ့ပတ်သက်ပြီးကျွန်တော်ပြအောင်နော်ပုံမှန်တိုင်းပဲကျွန်တော်တို့ကခါစားလေးချလိုက်မှာဟုတ်ချရင်ကျွန်တော်တို့က web app ထဲမှာကျွန်တော်ထားပါနော်အဲ့ဒါဘယ်ထဲမှာရှိလဲဆိုအဲ design ထဲမှာရှိတယ်နော် insert ပါနော် insert မှာကျွန်တော် web sorry web app ထဲမှာထားအောင်ကျွန်တော်ဒီထဲပါနော်အဲ့တော့ home လေးမှာရှိတယ်နော်ဒီ home လေးကနေမှာကျွန်တော်တို့ကအဲ့ဒါတော့ကျွန်တော် design ရေးရအောင်one share ကိုပို့လိုက်ပြီနော်နောက် web ထဲကနေကျွန်တော်ပေါ်လိုက်တော့ပြီးတော့ဒီမှာဒီထဲကနေကျွန်တော်ပြန်သွားလိုက်ပြီ format ထဲနဲ့နောက် web ထဲနဲ့ format ထဲကနေပဲကျွန်တော်ဒီမှာယူလိုက်ရတယ်နော်ဒါတော့ကျွန်တော် office တစ်ခုနဲ့တစ်ခုတော့ကျွန်တော်မတူနိုင်ပါဘူးနော်အဲ့တော့ဒီမှာဆိုကျွန်တော်ခုံးလေးချောင်းယူလိုက်နော်ပြန်ပြောင်းပြီကျွန်တော်ပြည့်ထဲသွားလဲဆိုကျွန်တော်ကအဲဒီဝင်ကောင်းဆက်ဟိုနော်ဒီဆိုရင်ကျွန်တော်က format ထဲနဲ့ကကျွန်တော်က format ထဲကကျွန်တော်တို့ကအဲဒီမှာ web design လေးနဲ့ကျွန်တော်ယူလိုက်တယ်နော် transport လေးနော်အဲ့ကနေမှကျွန်တော်တို့ကဒီမှာသူ့စာသားလေးပြောနေတယ်တွေ့ပါနော်ဒီကလေးကို select ပေးလိုက်မယ်လို့ရှိရင်
adjustment တွေလည်းလိုက်လောက်တော့နော်သူ့ကျွန်တော်နည်းနည်းလေးပိုကွေးချင်လိုက်ရနော်ပိုကွေးချင်နည်းနည်းချဲ့လိုက်ပြီးတော့သူပိုကွေးတော့တယ်ပြီးရင်အပေါင်းလက္ခဏာလေးပေါ်နေတယ်ပြီးရင်အလေးကိုစမ်းကြည့်လိုက်ဟုတ်နော်ဒီအောက်မှာကျွန်တော်စာသားလေးဒီအလေးမှာစာချောင်းလေးရိုက်ချင်တယ်နော်တစ်ခုနှစ်ခုသုံးမိနစ်လိုက်ချနေကြတယ်အဲ့တော့ကျွန်တော်စာချောင်းပေါက်ဆွဲယူရတာနော်ရှင်းပြတူတွေကအေးဆွဲချလိုက်ပါမြင်ရမယ်ယူရတော့နော်ဒီမှာတော့အချောင်းရအောင်နော်ဒီမှာချောင်းနော် plus ဘာကမှချောင်းရနော်ဒီမှာဆောင်းပေါ့လေဆောင်းရှိတယ်နော်ဟုတ်ပြီကျွန်တော်တို့သူ့တော့ဆက်လက်ပေးလိုက်မယ်ပြန်ပါတော့မယ်ဖောင်လေးနဲ့ကြီးပေးလိုက်မယ်နော်ဒီကောင်လည်းတန်ကြည့်လိုက်ရနော်ဒီမှာကျွန်တော်ကြီးတဲ့ခါလေးပေးလိုက်မယ်26လေးကျွန်တော်ပေးလိုက်ပြီးရင်ဒီမှာပုံမဲ့စာလိုက်ဟောက်ပေါင်းလေးကျွန်တော်ဆွဲလိုက်ဒါဆိုကျွန်တော်သူ့ကိုဖယ်တော့မှကျွန်တော်ဖန်ကြည့်လိုက်ပါဒါဆိုကာဝါရှိလေးတစ်ခုလုပ်ပြီးပါနော်အဲ့တော့သူ့ကျွန်တော်ကာဝါရှိအောက်က background ကိုရအောင်ပေါင်းကြီးပြောင်းနေတာဖြစ်တဲ့အတွက်ဒီမှာစီဝုန်းလေးနဲ့ကျွန်တော်ချိန်လိုက်မယ်ကိုကြိုက်တဲ့အရောင်လေးဟုတ်နော်ချိန်လိုက်မယ်ချိန်ပြီးတော့ဒီစာသားကိုလည်းကျွန်တော်အလှည့်ညှိပြီးလိုက်မယ်နော်ဒါကိုလည်းပြန်လဲညှိပြီးလိုက်မယ်ဒါဆိုရင်ကျွန်တော်ရရနော်သူ့ကိုလည်းကျွန်တော်ကိုကြိုက်တဲ့အကြောင်းပြောင်းပြီးတော့ရနော် formatting နဲ့မှကျွန်တော်သွားမယ်မယ်လေးကျွန်တော်ထားပြီးလိုက်မယ်ကိုရထားပြီးလိုက်ဒါဆိုရပြီအဲ့တော့ကျွန်တော် preview တွေဆက်ကြည့် control ပြီးဒါဆိုကျွန်တော်ကာဝါရှိလေးအမြန်လုပ်တဲ့ကာဝါရှိလေးနော်ကာဝါရှိဒီဇိုင်းလေးရသွားပြီဖြစ်ပါတယ်နော်အားလုံးလည်းဆင်ပြေကြလိမ့်မယ်လို့ပြောနေပါတယ်အားလုံးလည်းဆင်ပြေပါ